ဒီနေ့ recap လုပ်ပေးမယ့်ဇာတ်ကားကတော့ Season of the Witch 2011ဖြစ်ပါတယ် Movie recap YouTube narration style 1335ခုနှစ် Australia အမျိုးသမီး3ယောက်ကိုစုံမလို့ဆွဆွဲပြီးကြိုးပေးကွပ်မျက်ဖို့ခေါ်ဆောင်လာပါတယ်ဖုံးတော်ကြီးကအပြစ်ဝင်ခံခိုင်းတဲ့အခါပထမအမျိုးသမီးက Lucifer နဲ့စာချုပ်ချုပ်ခဲ့တယ်လို့ဝန်ခံပြီးအသက်ချမ်းသာပေးဖို့တောင်းပန်ပါတယ်ဒုတိယအမျိုးသမီးကတော့သူလုပ်တာဆေးဖော်တာသာဖြစ်ပြီးစုံအတက်မဟုတ်ဘူးလို့ညင်းဆိုပါတယ်တတိယအမျိုးသမီးကတော့ဖုံးတော်ကြီးကိုတက်တက်ကြည့်ပြီးမင်းငရဲမှာပဲအဆုံးသက်ရလိမ့်မယ်လို့ကျိန်စာတိုက်လိုက်ပါတယ်ဒါပေမဲ့ဘသူစကားကိုမှနားမထောင်ပဲ၃ယောက်လုံးကိုကြိုးပေးတက်ပြီးမြစ်ထဲချလိုက်ကြပါတယ်ညအချိန်မှာဖုံးတော်ကြီးက Book of Solomon ထဲကရှေးဟောင်း ritual ကိုလုပ်ဖို့အလောင်းတွေကိုပြန်ဆဲပါတယ်ပထမ2ယောက်မှာအဆင်ပြေပေမဲ့တတိယအမျိုးသမီးကိုဆွဲတင်လိုက်တဲ့အချိန်ရုတ်တရက်ကြိုးကပြန်ဆွဲခံလိုက်ရပြီးဖုံးတော်ကြီးရေထဲကျသွားပါတယ်သူကမ်းပေါ်တက်နိုင်ခင်မှာပဲအမျိုးသမီးရဲ့အလောင်းကရေထဲကနေပြန်ထွက်လာပြီး Book of Solomon ကိုမီးရှို့လိုက်ပါတယ်နောက်ဆုံးမှာတော့ဖုံးတော်ကြီးကိုပါသူ့ကိုယ်တိုင်ကြိုးဆွဲတက်ပစ်လိုက်ပါတော့တယ်နှစ်အနည်းငယ်ကြာပြီးCruise စစ်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်မှာနိုင်2ယောက်ဖြစ်တဲ့ Bayan နဲ့ Felson ဟာ Church အတွက်စစ်တိုက်နေကြပါတယ်သူတို့2ယောက်ဟာရန်သူဘသူပိုတတ်နိုင်မလဲဆိုပြီးတောင်လောင်းကြီးထက်နိုင်လောက်အောင်စစ်ကိုအလေးချင်းဖြစ်နေပါပြီဒါပေမဲ့နှစ်တွေကြာလာတာနဲ့အမျှသူတို့တတ်နေတာကစစ်သားတွေမဟုတ်တော့ပါဘူးအပြစ်မဲ့အမျိုးသမီးတွေကလေးတွေမိသားစုတစုလုံး Church က infidel လို့သတ်မှတ်ထားရုံနဲ့တပ်ပစ်နေကြတာကိုမြင်လိုက်ရပါတယ်ဘိန်းကသူတက်လိုက်တဲ့အပြစ်မဲ့အမျိုးသမီးတစ်ယောက်ကိုကြည့်ပြီးလက်တွေတုံလာပါတယ်ဒါဟာဖျားသခင်လိုချင်တဲ့အရာမဟုတ်ဘူးလို့နားလည်လာတဲ့ Bayon နဲ့ Felson ဟာ Church ကိုစွန့်ခွာလိုက်ကြပါတယ် Australia ကိုပြန်ရောက်တဲ့အချိန်တနိုင်ငံလုံးကို Black Plague ကဖုံးလွှမ်းထားပါတယ်ရွာတွေမှာလူသေးအလောင်းတွေပုံနေပြီးအသက်ရှင်နေတဲ့သူတွေကလည်းတေဖို့ပဲစောင့်နေကြရပါတယ်ဒီအချိန်မှာ Church ကသူတို့2ယောက်ကိုဖမ်းဆီးလိုက်ပါတယ် Cardinal ကသူတို့ကို mission တစ်ခုပေးပါတယ် Plague ကိုဖြစ်စေတဲ့ဆုံးမလို့ယူဆထားတဲ့ငန္ဓာဆိုတဲ့မိန်းကလေးကိုအဘေတစ်ခုစီပို့ပေးရမယ်အဲ့ဒီမှာရှိတဲ့မောင်တွေကသူမရဲ့အစွမ်းကိုဖျက်ဆီးနိုင်မယ်လို့ယုံကြည်ထားကြပါတယ်အစပိုင်းမှာဘဲညင်းပေမဲ့အန်နာကိုတရားမျှတတဲ့စစ်ဆေးမှုလုပ်ပေးမယ်ဆိုတဲ့ကတိကြောင့်လက်ခံလိုက်ပါတယ်အန်နာကိုမြင်လိုက်ရတဲ့ဘိန်းကတော့ဒီကောင်မလေးကစုံမပုံမပေါက်ဘူးလို့တန်တရားဝင်နေပါတယ်အန်နာရဲ့ကြောမှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေအပြည့်ရှိနေတာကိုမြင်တော့ပိုပြီးတနာလာပါတော့တယ်ဒါပေမဲ့အန်နာမှာတာမန်လူထက်အစပေါင်းများစွာကြီးမားတဲ့အင်အားရှိနေတာကိုလည်းအားလုံးသတိထားမိလာကြပါတယ်အဘီကိုသွားတဲ့လမ်းတစ်လျှောက်မှာအနေရတွေတစ်ခုပြီးတစ်ခုကျုံလာပါတယ်ဖလိုက်ကြောင့်လူသေးရွာတွေတရားကျုံးမဲ့အခြေအနေတောထဲကဝံပတ်လွေအုပ်ထူးဆန်းတဲ့အရေးတွေအဖွဲ့သားတွေတယောက်ပြီးတယောက်တေဆုံးလာကြပါတယ်ယွန်ကသူ့သမီးကိုမြင်အောင်ပြီးအသက်ဆုံးသွားတယ်ဟက်ကမာကတော့ဝံပတ်လွေတွေရဲ့အရှင်လက်ကိုက်စားတာကိုခံလိုက်ရပါတယ်ဘေးုံကတော့ရန်နာဟာတကယ်ပဲဆုံးမလားဒါမှမဟုတ်မတရားဆွဆွဲခံရသူလားဆိုတာမသေးကြတော့ပါဘူးနောက်ဆုံးမဘေးကိုရောက်တဲ့အချိန်မောင်အားလုံးဟာဖလိုက်ကြောင့်တေဆုံးနေကြပါပြီကြံခဲ့တဲ့မတယောက်က Book of Solomon ကိုလက်ညှိုးထိုးပြပြီးအသက်ဆုံးသွားပါတယ် Devil's Egg က ritual ကိုစတင်ဖတ်ပါတယ်ဒါပေမဲ့အန်နာက Church ရဲ့အဖြစ်တွေကိုတစ်ခုပြီးတစ်ခုဖော်ထုတ်ပြောလာပါတယ်ဒီအချိန်မှာ Devil's Egg ကထိတ်လန့်စရာအမှန်တရားကိုသိလိုက်ရပါတယ်အန်နာဟာဆုံးမမဟုတ်ပါဘူးသူမရဲ့ကိုယ်ထဲမှာရာစုနှစ်များစွာအသက်ရှင်လာတဲ့ရှေးဟောင်းတမန်တကောင်ဝင်ပူးနေတာပါဒီတက်မန်ရဲ့ရည်ရွယ်ချက်ကအန်နာကိုအသုံးချပြီးအဘေကိုရောက်လာစေဖို့ပြီးတော့ Book of Solomon နဲ့ကဘာပေါ်က ritual စာအုပ်အားလုံးကိုဖျက်ဆီးပစ်ဖို့ဖြစ်နေပါတယ်တက်မန်ကသူ့ရဲ့ပုံစံအမှန်ကိုပြောင်းလိုက်ချိန်အဘေတစ်ခုလုံးငရဲလိုဖြစ်သွားပါတယ်တေဘီသားမောင်တွေဇမ်ဘီအဖြစ်ပြန်ထလာကြပြီးနှာရည်တွေနဲ့အပြင်းထန်တိုက်ခိုက်ကြပါတယ်Felson ကသူ့အသက်ကိုစသေးပြီးဒဲမန်ကိုတားဆီးပေမဲ့နောက်ဆုံးမှာမီးလောင်ပြီးပြဖြစ်သွားပါတယ်Devil's Egg လည်းဒဲမန်ရဲ့လက်ထဲမှာအသက်ဆုံးသွားပါတယ်ဘိန်းကတော့ဒဏ်ရာအပြည့်နဲ့ဒဲမန်ကိုချုပ်ထားရင်း K က Exorcism Ritual ကိုအဆုံးထိဖတ်နိုင်အောင်အချိန်ဆွဲပေးပါတယ်နောက်ဆုံးစာကြောင်းကိုဖတ်ပြီးဆုံးတဲ့အချိန်ဒဲမန်ဟာမီးလောင်ပျက်စီးသွားပြီးကောင်းကင်ဘုံမှာပောက်ကွဲသွားပါတယ်ဖလိုက်ကလည်းချက်ချင်းအဆုံးသတ်သွားပါတော့တယ်
ဘေယုံကအန်နာကိုကြည့်ပြီးအပြုံးလေးတစ်ခုပြုံးပြပါတယ်။ဒါပေမဲ့သူ့တန်ရာတွေကပြင်းလွန်းနေပြီ။ K ကိုအန်နာကိုကာကွယ်ပေးပါ။လို့မှာခဲ့ပြီးအသက်ဆုံးသွားပါတယ်။နောက်ဆုံးမှာ K နဲ့အန်နာတို့ဟာကြာဆုံးသွားတဲ့ရဲဘော်တွေကိုတကြိုပေးပြီးPlague ကင်းစင်သွားတဲ့ကဘာတစ်စီကိုအတူထွက်ခွာသွားကြပါတယ်။ဒီဇက်ကားကတော့လူတစ်ယောက်ကိုဆုံးမလို့ယုံကြည်လိုက်တာနဲ့အမှန်တရားဖြစ်မသွားဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြသထားတဲ့ Dark Fantasy Adventure ဇက်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။